ရဲ့ချစ်နေမျက်စိချောင်းရောနေစမ်းတော့ချနာဒီခေါ်လို့တဲ့ဝိညာဉ်လေးမှာစုံစီဖို့လွယ်မလားစိတ်ရဲ့စီစားရဖြစ်နေသွားကြောင်လားခဲစားချမ်းများလို့ချရှင်တဲ့နိုင်ခွင့်ကိုပေးပါ